안녕하세요 여러분. ဒီနေ့မှာတော့ကိုရီးယားအခြေခံဝေါဟာရအလုံး40ကိုသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာဒီဝေါဟာရတွေကိုမလေ့လာခင်ပေါ့နော်အရှိမသင်ထားတဲ့ဘီနဲ့တရပေါင်းတဲ့ဗီဒီယိုလေးတွေကိုအရင်လေ့လာပြီးမှဒီဥစ္စာလေးကိုကြည့်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေလွယ်ကူပါလိမ့်မယ်။အဲဒီတော့အရင်ဆုံးစလိုက်ရအောင်။နာအာနာအရှိကနာဘီအနောက်ကအာတရနာအာနာဆိုတာကငါကိုပြောတာပါငါကိုပြောတာပါเนาะပြီးရင်နောက်တစ်လုံးကဖာအာဖာဆိုတာကကြက်သွန်မိတ်ကိုပြောတာပါဖာအာဖာကြက်သွန်မိတ်နောက်တစ်လုံးကမဥမူအပေါ်ကမအောက်ကတရဥမဥဆိုတော့မူလို့အတန်ထွက်ပါတယ်မူဆိုတာကတော့မုံလာဥဖြူကိုပြောတာပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့စာအိုဆိုဆိုတာတော့နွားကိုပြောတာပါနွားချအာချဆိုတာကဒါမှမဟုတ်လက်ဖက်ရည်ကိုပြောတာပါပြီးရင်ဂျာအာဂျာဆိုတာတော့ဒီမှာတွေ့တဲ့အတိုင်းပေတံကိုပြောတာပါနောက်တစ်ခုကတော့အာဥအာယူဆိုတာကနွားနို့ပြောတာပါနာအာနာမဥမှုနာဆိုတာသူ့ကြီးပဲဆိုရင်ငါကိုပြောတာပါမူကကြတော့သူ့ကြီးပဲဆိုရင်မုံလာဥဖြူပေါ့နော်အဲ့နှစ်ခုပေါင်းပြီးနာမူဆိုလို့ရှိရင်တစ်ပင်ကိုပြောတာပါနာမူတစ်ပင်ဂါအိုကိုဂါအီခီခိုခီကတော့အသားကိုပြောတာပါခိုခီအသားဂါအီခီချအာချခီချဆိုတာကတော့ယထာကိုပြောတာပါအဲ့တော့ပြန်ဖတ်ပြမယ်ဆိုလို့ရှိရင်နာဖာမူဆိုချဂျာဥယူနာမူခိုခီခီချဒီ10လုံးလေးပြီးသွားရင်နောက်ထပ်10လုံးကိုဆက်ပြီးတော့သွားပါမယ်ဖတ်ကြည့်ရအောင်ဂါအာဂါဥကူဂါခုဆိုတာကဒီမှာတွေ့တဲ့အတိုင်းအိမ်တောင်ပရိဘောဂပစ္စည်းကိုပြောတာပေါ့နော်ပရိဘောဂပစ္စည်း furniture ကိုဂါခုလို့ခေါ်ပါတယ်နောက်တစ်လုံးဂါအောခောမအီမီခောမီဆိုတာတော့ပင့်ကူပြောတာပါခောမီပင့်ကူပါနာအာနာဘာအီဖီနာဖီဆိုတာတော့လိပ်ပြပါနာအာနာရာအာရာနာရာတော့မပုံမှန်တွေ့တဲ့အတိုင်းနိုင်ငံကိုပြောတာပါအလံပြပြတာပေါ့နော်ဒါကနာရာဆိုတာကနိုင်ငံကိုပြောချင်တာပါဘာအာဘာအိုဖို့ဘာဖို့ကတော့ရောဘုံတို့အားလုံးသိတဲ့အတိုင်းအယူကိုပြောတာပါဘာဖို့ဆိုတာအယူပြီးရင်အာနဲ့ဦလေးနဲ့တွေ့တော့ဦစာအာစာဦစာကြတော့ဆရာဝန်ပါနောက်တစ်လုံးဦနဲ့ပဲထပ်တွေ့တယ်ဦဂျာအာဂျာဦဂျာဆိုတော့ကလထိုင်ကုန်ပြောတာပါနောက်တစ်လုံးဂါအီခီဂျာအာဂျာခီဂျာကတော့သတင်းထောက်ကိုပြောတာပါနောက်တစ်ခုဂါအာဂါစာဥစုဂါစုဒါတော့ပုံမှန်တွေ့တဲ့အတိုင်းအဆိုတော်ကိုပြောချင်တာပါဂါစုဆိုတာအဆိုတော်ပြီးသွားရင်ဂါအိုခိုချဥချုခိုချုကတော့ငရုတ်တီကိုပြောတာပါအဲ့တော့ဒီ10လုံးလေးကိုပြန်ပြီးတော့ဖတ်ပြမယ်ဆိုရင်ဂါခုပရိဘောဂခေါ်မီပင့်ကူနာဘီလိပ်ပြနာရာနိုင်ငံဘာဖို့အယူဦစာဆရာဝန်ဦချာကလထိုင်ခီချာသတင်းထောက်ဂါစုအဆိုတော်ခိုချုငရုတ်တီနောက်ထပ်အလုံး10လုံးကြည့်အောင်ဂါအဲခဲဆိုတာကခွေးကိုပြောတာပါနောက်တစ်ခုဂါအဲခဲပဲသူလဲသူကကြတော့ခနန်းကိုပြောတာအတန်တူတယ်ဒါပေမဲ့ဒီရေးတဲ့အဲကမတူဘူးပေါ့နော်ခွေးရဲ့ခဲကကြတော့တရအာနဲ့တရအီနဲ့ပေါင်းထားတဲ့ခဲဒီခနန်းရဲ့ခဲကကြတော့အောဆိုတဲ့တရနဲ့အီဆိုတဲ့တရပေါင်းထားတဲ့အဲခဲတူပဲပေါ့နော်အတန်ထွက်ရင်နော်လုံးဝစင်တူနီးပါပဲခဲဒါပေမဲ့စလုံးပေါင်းကတော့တေချာလိုက်မှတ်ကြမယ်ဒီလိုအာအီခဲဆိုအဲဆိုလို့ရှိရင်ခဲဆိုရင်ခွေအောအီခဲဆိုလို့ရှိရင်ခနန်းခွေခဲခနန်းနောက်တစ်ခုခဲ
ခါအေခဲခါဥခုရာအီရီခဲကူရီဆိုတာကဒီမှာတွေ့တဲ့အတိုင်းဖားကိုပြောတာပါနောက်တစ်လုံးစအဲဆဲဆိုတာငှက်ကိုပြောတာပါဘာအဲဘဲဆိုတာကြတော့သင်္ဘောကိုပြောတာပါနောက်တစ်မျိုးဘိုက်ကိုပြောလဲရပါတယ်ဘဲကိုနောက်တစ်မျိုးဘာလို့သုံးသေးလဲဆိုရင်တစ်တော်သေးနေရာမှာလဲဘဲကိုသုံးသေးပါတယ်ဘဲကအဓိပ္ပာယ်၃မျိုးရှိပါတယ်သင်္ဘောလဲရတယ်ဒီစလုံးပေါင်းပဲเนาะre ဘဲနဲ့ပဲဒီစလုံးပေါင်းမှာဘဲသင်္ဘောဘဲဘိုက်ဘဲတစ်တော်သေးရမယ်เนาะအဲ့တော့နောက်တစ်လုံးကြအောင်ချာဝီချွီမအီမီချွီမီဆိုတာကတော့ hobby ကိုပြောတာပါဝါသနာကိုပြောတာပါเนาะချွီမီကဝါသနာခအခမအဲမဲရအာရာခါမဲရာဆိုတာကြတော့ကင်မရာကိုပြောတာပါသူကတော့ဒီအင်္ဂလိပ်စကားလုံးကနေဓာတ်ရိုက်မူစားပြီးတော့ခါမဲရာဆိုပြီးတော့အဲ့အင်္ဂလိပ်အတန်ထွက်တိုင်းသူကရေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့မူချီကဲမအူမူချာအီချီကအဲခဲမူချီကဲမအူမူချာအီချီကအဲခဲမူချီကဲဆိုတာကတော့ဒီမှာပြထားတဲ့အတိုင်းတက်တက်လေးကိုပြောတာပါနောက်တစ်ခုစာအီရှိကရဲဆိုရင်ခဲတော့မဖြစ်ဘူးဒီမှာရှိခဲဆိုရင်ဒီလိုအတန်ပဲထွက်မယ်ခဲအတန်ကိုအဲ့လိုအတန်ပဲထွက်မယ်ရေတော့ရဲနဲ့ရေးမယ်ပေါ့နော်ခဲအဲ့အတန်တိုင်းပဲအဲ့လိုအတန်ပဲထွက်မယ်ရဲဆိုပြီးတော့ခဲဆိုပြီးရှိခဲဆိုပြီးမဖြစ်ဘူးရှိခဲဆိုတဲ့အတန်ပဲထွက်ရမယ်ရှိခဲဆိုတာနိုင်ယူပြောတာပြီးရင်ဒါဝဲထွဲချအီချီထွဲချီဆိုတော့ what ကိုပြောတာပါအဲ့တော့ခဲခွေခဲခနန်းခဲကူရီဖာဆဲဆိုတာငှက်ဘဲဆိုတာသင်္ဘောနောက်တစ်မျိုးဘိုက်နောက်တစ်မျိုးဘာလို့ခေါ်သေးလဲဆိုရင်တစ်တော်သေးလို့လည်းခေါ်တယ်ပြီးရင်ချွီမီဆိုတာကဝါသနာခါမဲရာဆိုတာကင်မရာမူချီကဲဆိုတာကတက်ရှိခဲနိုင်ထွဲချီဝက်vocab တွေကြည့်တဲ့အခါမှာကြက်တဲ့အခါပဲဖြစ်မှတ်တဲ့အခါပဲဖြစ်လို့ပုံလေးတွေနဲ့မှတ်တယ်ဆိုရင်ပို့ပြီးတော့မှတ်မိတယ်ပေါ့နော်ပို့ပြီးတော့လွယ်မှတ်မိပါတယ်အဲ့တော့ဘယ် vocab ပဲကြုံပုံလေးတွေနဲ့အဲ့လိုမျိုးတွဲပြီးတော့မှတ်တတ်အောင်ကြိုးစားကြည့်ပါနောက်ဆုံး10လုံးပေါ့နော်အလုံး30ပြပါတယ်နောက်ဆုံး10လုံးကတော့ခွာချခဝါခွာချအာချခွာချဆိုတာတော့ဒီလိုမုတ်ပဲတရေစာပေါ့နော် snacks တွေကိုပြောတာပါမုတ်ပဲတရေစာ snacks ပြောရင်ခဝီခွီဆိုတာခန္ဓာကိုယ်အစိတ်ပိုင်းတွေကနာရွက်ကိုပြောတာပါအဝဲဆိုတာကြတော့ရောဘုံတို့ကြားနေကြဝဲဘာလို့လဲ why အဲ့လိုမျိုးပါနော်ဝဲအဲ့လိုမျိုးဝဲနဲ့တုံးတယ်နောက်ထပ်တစ်ခုဝဲမို့အဝဲသူလည်းဝဲပဲမအိုမို့စလုံးပေါက်တော့မတူနော်ဒီက OL ဝဲဒါ OE ဝဲမတူနော်ဒီဝဲမို့ကကြတော့ရုပ်ရည်အတွင်အပြင်ပြောပါနော်ရုပ်ပန်းအတွင်အပြင်လို့ပြောရမလားအဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရှင်ရောဘုံတို့သိမယ်ထင်ပါတယ် and mix ထဲဟဲဝန်ရဲ့ဝဲမို့ check အဲ့ရဝဲမို့ဆိုတာကဒီရုပ်ရည်အတွင်ပြင်ပေါ့နော်ပုံပန်းတဲ့ရုပ်ရည်အတွင်ပြင်ကိုပြောတာပါဝဲမို့ပြီးရင်နောက်တစ်ခုကမအီမီရာအဲရဲမီရဲဆိုတာကြတော့အနာဂတ်ကိုပြောပါ future ကိုပြောတာပါနိုးတယ်နာအိုနိုရာအဲရဲနိုးတယ်ဆိုတာတချင်းကိုပြောတာပါနာအော်အီနဲ့နဲဆိုတာရောဘုံတို့တော်များများပေါ့နော်ဒီ beginner တွေစပြီးပြောလို့ရှိရင်တဲဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးကြားလေးရှိတကယ်တော့နဲကိုပြောတာပါပေါ့နော်နဲဆိုတာဟုတ်ကဲ့ကိုပြောတာပေါ့နော်ဟုတ်ကဲ့ခုနာမည်တည်းခေါ်လို့ပဲဖြစ်ဖြစ်ကိုကပြန်ပြီးထူးချင်တာပဲဖြစ်ဖြစ်နဲဒါမှမဟုတ်လည်းအကြီးတယောက်ကနေပြီးတော့တခုပြောလိုက်လို့မှားလိုက်လို့နဲ I guess နေတာနဲဆိုတာကဒီ yes ဟုတ်ကဲ့ပေါ့နော်ဟုတ်ကဲ့လို့ပြောချင်တာပါဟုတ်ကဲ့ကိုပြောချင်တာပါနောက်တစ်လုံးအော်ချဲဆိုတာကြတော့မနေ့ကကိုပြောပါအော်ချဲဆိုတာမနေ့ကအာယာဆိုတော့ယာချဲချဲဆိုတာက
အသီးအရွက်တွေကိုပြောတာပါတစ်သီးတွေကိုပြောမှာမဟုတ်နော်ဒါကြတော့အသီးအရွက်တွေကိုပြောတာ vegetables တွေကိုပြောတာရချေနောက်ဆုံးတစ်လုံးကတော့ကဝဲကွယ်ကဝဲကွယ်ဆိုတာကြတော့ဒီမှာပုံပြကြတော့မရှိဘူးသူ့ရဲ့အဓိပ္ပာယ်ကတော့အတော် quite ပေါ့နော်အတော်လို့ပြောချင်တာပါဘယ်လိုမျိုးနေရာမှာသုံးလဲဆိုတာကို example sentence လေးနဲ့ပြောပြပါမယ်ကွယ်ကိုပေါ့နော်이 가방이 꽤 무거워요ဒီ가방ဆိုတာလွယ်အိတ်ကိုပြောပါတော့နောက်ပိုင်းကျရင်သိရမယ်ဒီလွယ်အိတ်က꽤 무거워요 꽤ဆိုတာအတော်လေးပါတယ်အတော်လေးလေးတယ်အဲ့လိုမျိုးပေါ့နော်꽤ဆိုတာအဲ့လိုမျိုးအတော်ကိုပြောချင်တာပါအင်္ဂလိပ်လို့ဆိုရင်တော့ quite heavy အဲ့လိုမျိုးပေါ့နော် quite ဆိုတဲ့အဓိပ္ပာယ်ပါအတော်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုကကြတော့여기는 사람이 꽤 많아요ဒီနေရာကတော့လူအတော်များပါတယ်အတော်အဲ့မှာပဲ꽤ဆိုတာကအတော် quite ကိုပြောရတယ်တူတူပါပဲအဲ့꽤ဆိုတာအဲ့အတော်ပြောတာပေါ့နော်အဲ့တော့နောက်ဆုံး10လုံးကိုပြန်ပြီးတော့ဖတ်ပြပါမယ်과자မုတ်ပဲတိတ်ရည်စား snacks ခွီနရွက်ဝဲဘာလို့လဲ wine ဝဲမို့ရုပ်ရည်အတွင်အပြင်မိတယ်ဆိုတာကကြတော့အနာဂတ်နိုးတယ်တချင်းနဲ့ဟုတ်ကဲ့어제ဆိုတာမနေ့ကရချေအသီးအရွက် vegetables 꽤ဆိုတာအတော်ရမယ်လို့ထင်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာတော့အလုံး40ပြီးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်안녕